မင်္ဂလာပါခင်ဗျာကျွန်တော်ကိုညီညီပါ Forex Skills Group မှကြိုဆိုပါတာဒီမှာတော့ငွေကြေးနဲ့ရွှေအယောင်းဝယ်ပညာရပ်တွေကိုစနစ်တကျလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်နှစ်သိန်းရရင်အကြောင်းပိတ်တယ်တစ်ကြောင်းမှနှစ်သိန်းပဲယူတယ်ဟုတ်တယ်ဗျာခြေလုံးတော့တော့ဆောက်ရတယ်အဲ့လိုကြီးနော် TP ဘလားလဲဆိုရလားနှစ်သိန်းရရင် TP သိမ်းပြီ နှစ်သိန်းရရင် TP သိမ်းမယ်အဲ့လိုဈေးနှုန်းတွေပိတ်တယ်လာမမေးနဲ့နှစ်သိန်းရရင်သိမ်းပြီသိပြီဇုံတွေပါလေလာမပြောနဲ့နှစ်သိန်းရရင်သိမ်းပြီဇုံလည်းမကြည့်$700ရရင်သိမ်းပြီအဲ့ဒါလေးဟိုပိုင်းပြတ်နိုင်တော့တော်တော်ကောင်းတယ်နော်မေးမြောက်နော်ဘလောက်ရရင်တော်ဘလောက်ရရင်တော်ဘလောက်လေးတော့ထက်လိုချင်တာဆိုရင်အဲ့ဒါသွားရောအဲ့လိုမျိုးရှိသေးတယ်ခုနေဟိုတနေ့9သိန်းရဆိုအားလောမလောက်တော့လောမလောက်ပြီးသွားညငါးလိုက်တာဂလီဖြတ်လိုက်ပါရ9သိန်းတာက9သိန်းဆိုတော့ပိုက်ပြီးဒီ9သိန်းပေါ့သူတို့ကပတေးနိုင်တော့တော့တညလောက်ပဲအဲ့ရရောသူတို့ကဖျားတရားလို့မင်းမြောက်ကောင်းတာတရားနော်ဟိုလာချိုက်တာနဲ့တော့ပြပဲခဏခဏဝင်ဆိုရင်သိကြတယ်ဒီကောတကယ် site ကိုပေးပြတာကြိတ်ကိုကြိတ်အခုဖြစ်ရတယ်အကောင့်တွေစိတ်ရုံမသိတာမရဘူးဒီနေ့9သိန်းဆို9သိန်းတော့ပြီးဒီနေ့ပြေသွားပြီဆရာရဲ့အဲ့ဒီဟာရဖို့လေဟိုကလောက်ပါလားဒီစာအုပ်လေးဝယ်ဖတ်တဲ့ ဟုတ်ဆရာ psychology of money ဆိုပြီးမိရှာနေစိတ်ကြည့်နေဓာတ်ပုံလေးလိုက်ပြရည်အဲ့ကျွန်တော်ကစိတ်တစ်ခုကိုကောင်းစေဖို့ကကျွန်တော်ဗုဒ္ဓဘာသာကြီးကြတော့ဖရာဟောနေပေါ့ဒါအားလုံးကဆိုလို့ရှိရင်ဒါစိတ်ပဲသင်္ကာပေးရလေဟုတ်တယ်ဖရာကြတော့လေအဲ့ကျွန်တော်ကဒါတွေကဒီ trading လုပ်ရင်ရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာကလေအဲ့ဆိုတော့အင်္ဂလိပ်ဘာသာတွေနဲ့လည်းရှိတယ်ဟိုပြီးအောင်ဆိုလို့ရှိရင်အမေရိကမှာနဲ့အမေရိကနဲ့ထုတ်လာတဲ့စာအုပ်တွေအများကြီး psychology အများကြီးအဲ့ဒါတွေဖတ်ကြည့်ကြည့်ဘာလို့စိတ်တစ်ခုကိုထိန်းချုပ်နိုင်စွမ်းရည်တွေပေါ်လာတယ်ရှိလားပေါ်လာဝင်တဲ့အချိန်မှာကိုကငြိမ်ပြီးတော့ရှင်ပါလဲဆိုစိတ်အတွက်လိုအပ်တဲ့အာဟာရဖြစ်ဆွဲစာလေးကိုကြွေးထားလိုမျိုးခံစားရစိတ်တစ်ခုကလေတန်မာနေတယ်ပေါ့နော်အဲ့စိတ်ပိုင်းဆိုင်ရာလေးတွေကိုကျွန်တော်ပြုပြင်ရမယ်အကောင်းဆုံးကတော့တရားထိုင်စာအုပ်ဖတ်နော်တရားနာပေါ့စာအုပ်ဖတ်ဒီစာအုပ်လည်းကောင်းတယ် psychology of money ကျွယ်ဝချမ်းသာခြင်းကြော်စောခြင်းစိတ်နဲ့ပတ်သက်တဲ့ဟာတွေဖတ်ကြည့်ကြည့်တခြားဟာတွေကိုဖတ်တာလည်းစလို့ရှိရင်လေစိတ်နဲ့ပတ်သက်တဲ့ຢာတွေကိုဖတ်ကြည့်ကြည့်ဟုတ်ဆရာဟိုစိတ်ကိုထိန်းချုပ်နိုင်လာတယ် control လုပ်နိုင်လာတယ်လူတယောက်မှာအရေးကြီးဆုံးကျန်းမာရေးပြောပါလို့ရင်ပါတယ်စိတ်ပဲဆရာစိတ်ကျမ်းပါရေးစိတ်ကျန်းမာရေးပဲเนาะအရေးကြီးဆုံးယောဂအဲ့ဆိုတော့အဲ့ဒီအရေးကြီးဆုံးစိတ်ပိုင်းဆိုင်ရာကျွန်တော်ကလေ့ကျင့်ဖို့လုပ်တာလေအဲ့ဒါကိုကြားကြကျွန်တော်လေ့ကျင့်တယ်လှဖို့ပါဖို့ဝါဖို့ body stretch ကောင်းဖို့ exercise လုပ်ရကျင်းနေသွားတယ်မလားအစားတွေလျှော့တယ်ဟုတ်တယ်ဆရာအဲ့စိတ်ပိုင်းဆိုင်ရာကြတော့ဘာမှမလုပ်ဘူးဆိုလို့ရှိရင်မရဘူးလူတယောက်ရဲ့အရေးကြီးဆုံးအရာကိုပြပါဆိုလို့ရှိရင်စိတ်ပဲအရေးကြီးဆုံးပဲလူတယောက်မှာเนาะစိတ်ကအဲ့ဆိုတော့ဒီစိတ်ကိုလည်းကျွန်တော်ကလေ့ကျင့်ပေးရမယ်ကောင်းဘယ်နည်းနဲ့လုပ်ရရင်ကောင်းမလဲတရားထိုင်เนาะတရားထိုင်ရဆိုတဲ့ဟာဘယ်ဘာသာပဲဖြစ်ဖြစ်ထိုင်လို့ရတဲ့ကိုယ်စိတ်ကို focus ထားပြီးတော့တည်ငြိမ်အောင်လုပ်တာတရားထိုင်တရားနာစာအုပ်တွေဖတ်စိတ်နဲ့ပတ်သက်တဲ့အရာတွေအဲ့ဒါတွေကိုဖတ်လို့ရှိရင်လုပ်လို့ရှိရင်ကျွန်တော်ကိုယ်စိတ်က energy တွေကောင်းလာမယ်ပိုင်းတွေမြင့်တက်လာပြီးရင်လည်းကျွန်တော်ကိုယ်စိတ်ကိုနိုင်တယ်ပေါ့နော်ကိုယ်စိတ်ကိုနိုင်လာရင်တော့မြဲပြောတယ် market ကနိုင်လာတယ်ဆိုတဲ့ဟာမြတ်ရင်လည်းကျွန်တော်ကနားမယ်ဆိုတဲ့အသိစိတ်ကကျွန်တော်ကနားတယ်ရှုံးရင်လည်းဒီလောက်ပဲရှုံးသွားပြီးဆက်မလုပ်ပဲနဲ့နားတယ်ပြီးမှပြန်လုပ်မယ်ဆိုတဲ့နားတယ်အဲ့ဒါကိုယ်စိတ်ကိုနိုင်တာပဲအလိုမလိုက်နဲ့စိတ်ကိုအလိုလိုက်ရင်ဘဝပြတ်တတ်တယ်နော်အဲ့ဆိုတော့ကိုယ်စိတ်ကို control လုပ်နိုင်အောင်ကိုလုပ်ရမယ့်နည်းလမ်းကအများကြီးရှိတယ်အားလုံးလည်းကျွန်တော်သတိပြုထားကြကိုဘဝမှာအရေးကြီးဆုံးကျန်းမာရေးကဘာလဲဆိုလို့ရှိရင်စိတ်ကျန်းမာရေးပဲကြောက်စရာအကောင်းဆုံးယောဂကလည်းစိတ်ယောဂပဲနော်ကင်ဆာယောဂမဟုတ်ဟုတ်တယ်ကိုယ်စိတ်ကိုနိုင်ရင်ကင်ဆာယောဂတော့မှပျောက်တယ်ဆိုကြားဘူးလားရှိရင်တော့တကယ်ဒါပို့ပြောတာဟုတ်တယ်ဆရာယောဂအဲ့ဒီကင်ဆာယောဂနဲ့ level 3 6ရောက်ပြီတော့မှဘာမှလည်းမဖြစ်ပဲနဲ့သက်ရှိသွားနေလို့ရပါအဲ့တော့လူစိတ်တမာတိစွမ်းအားတွေနဲ့သူကောင်းသွားတာလေတကယ်ရှိတယ်ဒါနဲ့မှဖောက်ရှက်လို့ရတယ်အဲ့တော့အဓိကရေးကြီးဆုံးကစိတ်ပဲအဲ့တော့ဒါကမြန်မာဘာသာနဲ့ရေးရတဲ့ဟာအင်္ဂလိပ်ဘာသာနဲ့ရှာခြင်းအင်္ဂလိပ်ဘာသာနဲ့ဆိုလို့ရှိရင်အများကြီးရှိတယ်နိုင်ငံတကာတွေကဆရာတွေရေးရတဲ့ဟာတွေပေါ့မြန်မာဘာသာနဲ့လည်းလွယ်တကူဖတ်လို့ရတခြားစာဝေးလည်းအများကြီးရှိအဲ့ဖတ်ကြည့်ကြတရားထိုင်ကြတရားရှုမှတ်ကြစိတ်ကိုတည်ငြိမ်စေတာမှားနဲ့တွေ့ရင်လည်းကျွန်တော်ကမတုံ့လှုပ်ဘူးပေါ့အောင်မြင်မှုနဲ့တွေ့ရင်လည်းပျော်ရွှင်မှုနဲ့တွေ့ရင်လည်းသိပြီးတော့ဟိုဖြစ်တယ်အဲ့ဒါကိုယ်စိတ်ကိုနိုင်တာပဲတက်တည်ဖြစ်တည်ကြတည်ဖြစ်စေကျွန်တော်တို့ပုံမှန်တိုင်းပဲထိမ့်သိမ်းနိုင်တယ်ကိုယ်စိတ်အဲ့ဒါသမာဓိကောင်းတယ်တူတယောက်ဖြစ်လာကျွန်တော်လည်းအဲ့လိုပဲလေ့ကျင့်တယ်အကောင်းလောက်တော့လေ့ကျင့်တာပေါ့နော်အကောင်းဆုံးတော့မရောက်သေးဘူးဒါပေမဲ့မျက်ပို့ပြီးတော့မညံ့တော့အောင်မဆိုးပါအောင်တော့ထိန်းနေရအဲ့ဒါလည်းစိတ်နဲ့ကိုယ်တတိအမြဲကပ်နေတာကိုမှားအလုပ်မှားလာပြီဆိုလို့ရှိရင်ကိုလည်းမှားနေနားရအောင်ပြရမယ်မှန်နေရင်လည်းဆက်ပြီးတော့ကျွန်တော်ယုံကြည်မှုလုံးမကဲသွားအောင်နားရကျွန်တော် market မှာရှုံးရတယ်ဆိုတဲ့ဟာကကျွန်တော်ငွေပဲရှုံးရတာမဟုတ်ဘူးနော်ဟုတ်တယ်ဗျာစိတ်ယုံကြည်မှုတွေအားလုံးရှုံးသွားတာ
ဟုတ်တယ်ဟုတ် ဘောဘောလား အဲ့မတင်စိတ်တကြ ဟုတ်တ ရော ယ်ဟုတ်တယ်အဲ့စိတ်ကြတယ် ငွေပဲကုန်သွားတာမဟုတ်ဘူး ဆက်ပဲကုန် ယုံကြည်မှုတွေပါကုန်သွားတာဘာဖြစ်တယ်ကွာတော်ပြီကွာဟုတ်ပြီကွာဟဲ့လေအဲ့လိုမျိုးရရင်လည်းကျွန်တော်ဘာဖြစ်လဲ over confident ဖြစ်တယ်ခုသတိမသတိလော့ပြီးတော့အဲ့ဒါစိတ်ကြောက်ပဲလေနော်မှားရင်လည်းကျွန်တော်ကယုံကြည်မှုတွေပါဆုံးရှုံးမှုဖြစ်သွားတာလေငွေပြတယ်ကုန်သွားတာမဟုတ်မျက်လာပြီဆိုလို့ရှိရင်လည်း over confident တွေဖြစ်လာရခုလုံကဲတွေဖြစ်လာရအဲ့ဒါပါဆိုတော့တည်ငြိမ်တဲ့စိတ်ကိုမှမရှိနေလို့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ကိုလိုချင်တဲ့အိမ်မက် target ကိုဘယ်လောက်ထိအချိန်ကြာပြီးပေးရောရှောက်နေရအောင်ဒီလမ်းညတစ်ခုကိုကောင်းရတာသိနေကိုကပြင်ရမယ့်အရာကိုမပြင်ဘဲနဲ့ကောင်းမှပြီးတော့ဆက်သွားနေနှစ်ရှိကာလတွေကြာလာတယ်မြတ်ဥပမာစိတ်ဓာတ်တွေကြာလာတယ်ယုံကြည်မှုတွေဆုံးရှုံးကုန်တယ်အဲ့လိုမျိုးကြာလာရင်အယုဘွားယောဂလို့ပဲเนาะတဖြည်းဖြည်းနဲ့ယူတွေပွားလာလမ်းလျှောက်လို့မရလို့ခံစားရစိတ်တစ်ခုကလည်းဒီတိုင်းပဲကြာလာရင်မကောင်းတော့ကိုကအဲ့ဒီနီလန်စနစ်တွေကိုလည်းခဏခဏပြောပေးနေရပေးတာဖြစ်ဖြစ်ပြပြင်ကြပါကိုပဲကိုတာဝန်ယူအာမခံဘယ်သူမှအာမခံပြန်ကိုမှားတယ်ဆိုတာလည်းကိုသိတယ်ကိုမှန်ဆိုတာလည်းကိုသိတယ်ကိုလိုတာလည်းပို့တယ်ဆိုတာလည်းကိုသိတယ်ကိုမတော်တာလည်းကိုသိတယ်အဲ့လိုမျိုးကျွန်တော်ကအဲ့ဒီအကြောင်းအရာတွေကိုပြန်ပြီးတော့စီမံခန့်ခွဲလိုက်ရင်ငါမှဘာလို့ဖြို့ရင်ချက်တွေရှိတာလဲဘာလို့ပြင်ရမလဲဆိုတဲ့အားတွေသိလာမယ်သိလာရင်ပြုပြင်ဖို့ပဲလို့ပြင်ဆင်ရမှာမပြင်ရင်မပြောင်းလဲဘူးပေါ့ပြင်ရမှာစိတ်ဒီအရန်ကိုရည်ကြီးတဲ့စိတ်လေးကိုအများတိုင်းပြင်နေမှရတယ်နော်စိတ်ကအဓိကပဲလို့မှတ်တာ အဲ့ဒါလည်းတတိထားအောင်ပါအများတတိထားနေလို့ပြောတော့မှဆရာ တိတ်လည်းလေ့ကျင့်ပေးရ ကျင်းကျွန်တော်တို့နင်းပြောတာလေtrading မှာတခုစီကန့်ရှိရမယ်ဘာလို့ဆိုစိတ်သွားတိုင်းလက်မပါဘူးဆိုစိတ်သွားတိုင်းလက်ပါကိုစိတ်သွားတိုင်းသူဆဲပိုင်ခလုတ်ပဲသူကနှိပ်တယ်ဆိုတော့ တစ်ခါပြင်ရင်တစ်ခါတိုးတက်လာတယ် အာ ဟုတ်လားနှစ်ခါပြင်နှစ်ခါတိုးတက်လာဆက်ခါပြင်ဆက်ခါတိုးတက်လာတိုးတက်လာတဲ့လူတစ်ယောက်ကလေအဲ့လမ်းကြောင်းနဲ့ပဲဆက်သွားတော့နောက်ကိုပြန်မသွားတော့ဘူး ဟုတ်တယ် အခုလုံးနေကြပုံစံတွေကကိုတက်မတိုးတက်ဘူးဆိုလို့ရှိရင်ပြောင်းပြလိုက်တိုးတက်မဲ့နီလန်မပြင်ရမလဲအချိန်ကတ်သက်ချက် limit profit ကတ်သက်ချက်အရှုံးကတ်သက်ချက် trading ပမာဏအရေးအတွက်ကတ်သက်ချက်အကုန်လုံးချိန်ပြလိုက်စီကံချလိုက်ပါစီကံတဲ့ plan နဲ့ချလိုက်ရင်ကိုမှအကုန်လုံးကအဝင်ခွင်ကြပေါင်းဝင်ခွင်ကြတွေဖြစ်လာဒါလေးကိုပြင်ပြီးတော့လှုပ်လို့ကျွန်တော်တို့ result ကောင်းလေရလတ်ကောင်းလေထွက်လာပြီဆိုလို့ရှိရင်ဒီတိုင်းပဲဆက်လုပ်သွားဒီတိုင်းကိုတစ်ချိန်3ချိန်4 5ချိန်လောက်လှုပ်လာပြီဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့နောက်ကိုပြန်မသွားတော့ဘူးဒီတိုင်းပဲကျွန်တော်တို့ဆက်သွားတော့ဘာကြောင့်ဆိုဒီတိုင်းကငွေလဲရစေတယ်စိတ်လည်းချမ်းသာစေချိန်လည်းလွတ်လပ်စေတယ်ဟုတ်ကျွန်တော်တို့လိုအပ်တာကဘာလဲဆိုတော့လွတ်လပ်ခြင်းပျော်ရွှင်ခြင်းနော်ဖြစ်ကျင်တဲ့အရာတွေကိုဖြစ်အောင်ပြီးဝလိုချင်တဲ့တိုင်းတာတစ်ခုအဲ့ဒါတွေအားလုံးကငွေရပဲဖြစ်စီပေးမှဆိုတာငွေကိုရှာနေကြရတယ်လေငွေကြောင့်လည်းဘဝပြတ်တတ်တယ်ဒါလေးကိုလည်းတတိပြုဖို့အမှားယွင်းတွေမဖြစ်အောင်ဘဝမှာစိတ်ဆင်းရဲမှုတွေမဖြစ်အောင်ယုံကြည်မှုတွေအပုံပုံမကြသွားခုချင်းကလေးနေတာအာတင်ခိုင်းတာပြီးရင်ဆက်ကြိုးစားပြီးချင်းသွားကျွန်တော်ရှေ့မှာပြောတဲ့ချိန်မောများနေပြီကျွန်တော်လည်းရင်တော့ရှုံးတယ်တစ်လနှစ်လအဲ့ဒီပထမစလုပ်တဲ့ချိန်မှာတစ်နှစ်တွင်းလောက်ပဲတစ်နှစ်တွင်းမှာဘယ်3-4 သိန်းလောက်ရှုံးပါတယ်တစ်နှစ်တွင်းတော့3 သိန်း4 သိန်းလောက်ရှုံးတယ်ဒါတော့မှဖြည်းဖြည်းပဲလောက်တာ100ထက်200ထက်နဲ့အဲ့လိုမျိုးဒါတော့မှ3 သိန်းရှုံးသွားတာ3 သိန်းကျော်4 သိန်းနီးပါပဲနောက်ဆုံးဘာဖြစ်လဲဆိုစိတ်တက်ကြတာပေါ့မလုပ်တော့ဘူးကွာသာသာလေးရလဲထဲလိုက်ကုန်သွားလဲအပြန်မုတ်ဘိုးလေးရလဲထဲလိုက်ကုန်သွားလဲဥပမာစားဝတ်နေရေးအတွက်တော့မှဒီစားလေးထားတော့မှကောင်းနေသေးလို့ဒီစားချီးသုံးနေရတာကောင်းမလေးစီအဲ့လိုမျိုးကောင်းမလေးစီချီးသုံးနေရတာအဲ့ဆိုတော့စိတ်တက်ကြတာပေါ့အများကြီးကြတယ်ခဏလဲစဉ်းစားတယ်မလုပ်တော့ဘူးလေးနားတော့မယ်ထွက်တော့နားပဲမရဘူးဘာဆိုတော့ပြန်စဉ်းစားတဲ့ဒီကုန်သွားတဲ့ဘက်3 သိန်းကိုလစာနဲ့ပြန်ရှာမယ်ဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာမယ်ဆိုပြန်တွက်တာလေtrading မှာလုပ်ရင်အဲ့လောက်ထိမကြာဘူးပေါ့နော်အဲ့လောက်ထိမကြာဘူးခွင့်ရရှိရင်လည်းခွင့်ရရှိတယ်လို့မျိုးရတာဖြစ်တယ်အဲ့လောက်ထိအချိန်9 နှစ်10 နှစ်လောက်တော့မကြာတော့ဘူးပေါ့အဲ့ဘက်3-4 သိန်းရဖို့ကကြာရင်နော်9 နှစ်လောက်ကြာရင်တော့ပေးရတာပြန်ရလစာနဲ့ပြန်စုတာ9 နှစ်တောင်မှကြံကျင်မှကြံဒါဆိုတော့စုယုံပဲရမှာစားလို့မရသုံးလို့မရအဲ့လိုမျိုးကြတော့စဉ်းစားတဲ့တစ်ခါပြန်ရတော့ဒီငွေကိုဒီလန်ထဲကုန်လို့ရှိရင်ဒီနီလန်မှာပဲဒီလုပ်ငန်းမှာပဲပြန်ရှာသွားရမှာလေအဲ့လိုမျိုးအဲ့တော့ဒီလုပ်ငန်းမှာပဲကျွန်တော်ပြန်ရှာတယ်ပြန်ရှာတော့ကိုကအဲ့ဒီကိုပြန်ရှာပြီဆိုလို့ရှိရင်ပုံမှန်တိုင်းရှောက်ဝင်လို့မရတော့ဘာကြောင့်ရှင်းမှာကုန်သွားလဲဆိုတဲ့ဟာအကြောင်းရှိတယ်ဘာကြောင့်ကုန်တာကိုမှ system မသိလို့နားမလဲလို့နော်သုံးလင်းနားမလဲတယ်လို့မသိတယ်လို့ကိုမှ guide ကောင်းမရှိတယ်လို့ဆရာကောင်းမရှိလို့နေစနစ်ကောင်းမရှိလို့စီးပူးရမယ်နော် Google မှာလည်းရှာလို့မတွေ့ဘူးမရှိဘူးအဲ့လိုမျိုးကြတော့ကျွန်တော်ကကိုထင်ရဆိုင်ခဲ့တဲ့ indicator တွေနဲ့ကိုထင်တဲ့အရာတွေနဲ့ပဲ trade တာများတယ်ညရင်လည်းပိတ်ရမှမသိဘူးအဲ့လိုမျိုး
ရှုံးရင်လည်းပိတ်ရမှမသိဘူးရှုံးရင်ကျွန်တော် asset ကိုဆွဲသွားအကောက်ပြုတ်တဲ့ထိပ်ပြီးအကောက်ပြုတ်မှပဲနားတာမြက်ရင်လည်းပိတ်ရမှမသိဘူးဘယ်စုံဘာမှနားမလဲအဲ့ဒါတွေကြတော့ကျွန်တော်ကကုံတယ်ဆိုတဲ့ဟာအကြောင်းရှိတယ်ဘာကြောင့်ကုံအဲ့ဒီအကြောင်းတွေကိုကျွန်တော်ကပြန်ပြီးတော့အကျိုးဖြစ်အောင်ပြန်တော့လေ့ကျင့်ဖို့လိုတယ်ကိုမသိတဲ့အကြောင်းအရာတွေကိုပြန်တော့လေ့ကျင့်လိုက်ရင်ပြန်သင်ယူလိုက်ရင်ပြန်ပြီးတော့ကိုစီကံပေးရရင်အကျိုးတရားတွေဖြစ်လာအမသိတဲ့အရာတွေဒါတွေကိုလှုပ်ရင်နဲ့ဘယ်လိုအချိန်ပေးရတော့9လ6လတစ်နှစ်ဝန်းကျင်ပေါ့လွယ်လွယ်နဲ့လှုပ်လို့မရဘူးလေနော်ကိုယ့်ရဲ့စနစ်ကောင်းတစ်ခုရဖို့စိတ်ကောင်းတစ်ခုရဖို့လွယ်လွယ်နဲ့လှုပ်လို့မရဘူးချိန်ပေးရတယ်ပုံမှန်တိုင်းဒီဇိုင်းမ9လ6လတစ်နှစ်လှုပ်သွားရအဲ့လိုမျိုး4-5လလောက်လှုပ်လာပြီးဆိုမှ profit ကထွက်လာတာအဲ့ထွက်လာတဲ့ profit နဲ့ကျေနပ်ပေးရတယ်ပထမတော့ကပုံသွားတဲ့3သိန်းကျော်4သိန်းကိုဘယ်သူမှဆိုတရက်တညတည်းပြန်လိုချင်ကြတာကြီးပဲဒါပေမဲ့အဲ့လိုမျိုးမလုပ်တော့အဲ့လိုမျိုးပြန်မယူပဲနဲ့ပြန်ယူလို့ပဲပြန်ကုန်တာမှန်တယ်ကြရလေရှေ့မှာလည်းပြန်ကုန်တယ်အဲ့လိုမျိုးအဲ့ဒီကုန်သွားတဲ့3သိန်းကိုခုချက်ချင်းပြန်ယူတာအဲ့ကြောင့်ကိုကြီးမှရှိတဲ့ထပ်ပြီးတော့ပြန်ပေးလိုက်ရဒါနဲ့ပဲများလာလိုချင်ကုန်သွားတဲ့အမောက်ကိုပြန်တော့ပြန်လိုက်တာနော်ချက်ချင်းလက်ငယ်ပြန်ရမယ်ဆိုတော့တရက်တညတပတ်အပြပြန်ကုန်သွားတာပဲနောက်ဆိုအဲ့လိုမျိုးမယူတော့ဘူးနည်းနည်းလေး plan စနစ်ပြောင်းလိုက်တယ်တနေ့ကိုဘယ်လောက်ပဲယူမယ်တနေ့ကို50ယူမယ်50နဲ့သွား100ယူမယ်100နဲ့သွားအဲ့50နဲ့ဆိုရှင်50ပုံမှန်ယူသွားโอเคဒီလ plan ကောင်းနေပြီစနစ်ကောင်းနေနောက်တစ်လဆက်ပြီးတော့ကြိုးစားတစ်လမှ200အဲ့လိုမျိုးနဲ့ဖြည်းဖြည်းချင်းယူရတာပေါ့နောက်ဆုံးနားလိုက်လာတော့ခွင့်ရလာတော့ချိန်ရမကြဘူးဘတ်3သိန်းဆိုလို့ရှိရင်ဒေါ်လာဟိုလောက်ရှိတယ်1000ကျော်တယ်ပေါ့နော်1000ကျော်ဒေါ်လာ1000ကျော်1000နဲ့4000လောက်3000ကျော်4000လောက်ပုံအဲ့ဒါဘာမှနားမလဲပဲပုံပါလားအခုလိုမျိုးနားလဲပြီးတော့ကုန်တာမဟုတ်ဘူးနားလဲပြီးကုန်တဲ့ဟာကစိတ်ဓာတ်မကြဘူးအဲ့နားမလဲပဲနဲ့ကုန်သွားတာကတော်တော်ကြီးခံရခဲ့ဘာကြောင့်ကုန်တာလဲမသိဘူး asset ထိရလဲဘာကြောင့်ထိရလဲမသိဘူးဘာဖြစ်လို့ဝင်နေလဲမဝင်သေးလဲဒါလည်းနားမလဲပဲနဲ့ကုန်တာခံရခဲ့တယ်ဘာလို့အခုမှ confidence မရှိနေဘူးပြန်ရှာဖို့ဆိုတဲ့အခုမှ energy မရှိနေဘူးပြန်ရှာရင်ရတယ်ဆိုတဲ့ energy မရှိနေကြောက်ပြီးတော့စိုးရင်ပြီးတော့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့ကြောင့်မို့သိအောင်လုပ်ဖို့ရည်ကြီးတယ်ကိုသိအောင်လည်းရင်ဦးဆုံးစူးစမ်းလေ့ကျင့်နားလည်အောင်မသိရင်မေးဒီချိန်ခွင့်ရပဲနော်အားလုံးတွေ့တာလေဆရာလည်းရှိတယ်နော်အားလုံးကလည်း senior ရှိတယ် senior ကြတဲ့ level မြင့်တဲ့ဆရာတွေလည်းရှိတယ် team ဖွဲ့သားတွေထဲမှာလည်း level မြင့်တဲ့ team ဖွဲ့သားတွေအများကြီးရှိအဲ့လိုမျိုးကျွန်တော်သင်တန်းပြတာမဟုတ်လို့ကျွန်တော်ဆရာလိုဖြစ်နေကျွန်တော်လိုမျိုးပဲတော်တဲ့ကိုတွေအမှားတွေအများကြီးရှိတယ်လေမေးလို့ရတဲ့ကိုလို့ဒါခွင့်ရပဲအားလုံးတွေ့ကိုဘာပြုပြင်ရမလဲဘာကိုပြောင်းလဲရမလဲဘာကိုသိရင်တာလဲအကုန်လုံးတိုက်ရိုက်မေးမြန်းပြောဆိုအဲ့ဒါတွေကိုသိပြီးတော့လုပ်ပြီးတော့လိုက်လို့ရမှာနော်သူများပြောတဲ့အရာကိုပဲမှတ်ပြီးတော့လုပ်ရင်လို့မရဘူးသူများပြောတဲ့အရာကိုကိုကလိုက်လို့ကိုနဲ့ကိုက်ညီမှုရှိမရှိကိုနဲ့မှားယွင်းရှိမရှိဒါကိုပြန်ပြီးတော့စစ်စိမ်ပြီးတော့ကျွန်တော်ကကိုယ့်အတွက်ဘာလို့အပ်လဲဆိုတဲ့ဟာကိုပြန်မေးရတယောက်မတူရအောင်တယောက်နဲ့တယောက်အမှတ်ဉာဏ်ချင်းနော်မှတ်မိခြင်းသင်ယူခြင်း focus ထားခြင်းအာရုံစူးစိုက်မှုတွေမတူကြဘူးအဲ့ဆိုတော့ကျွန်တော်ကကိုပြန်တော့စစ်စိမ်ရတယ်ကိုယ့်အတွက်ဘာလိုအပ်နေတာလဲကိုကြိုက်တဲ့အရာကိုကမေးရတယ်နော်ကိုကြိုက်တဲ့အရာကိုသိဖို့လိုတယ်တော့ထမင်းစားလို့မျိုးပေါ့တယောက်ကတော့ငပိတူးစီရနဲ့စားခြင်းနဲ့ကြိုက်တယ်တယောက်ကတော့ကြက်သားဟင်းနဲ့မှာတယောက်တော့ချင်ဟင်းနဲ့မှာတယောက်တော့ဆက်နဲ့မှာတယောက်တော့အကြိုက်ရင်မတူကြဘူးအဲ့လိုမျိုးအချို့ကမေးဖို့ကြောက်ကြတယ်မကြောက်နဲ့နော်မေးနေတယ်ချိန်မရေးမေးနေတယ်ကျွန်တော်တို့ကမေးဖို့ပဲလိုအပ်တယ်ဒါဆိုတော့ကိုယ်စီမှာသင်တန်းလာတက်တဲ့သူတွေကဝေးဝါလာလေးနဲ့သိပြီးတော့asset ထိရှုံးပြီးတော့နားဝါတာမျိုးမလိုချင်ဘူးတကယ်သိလို့ရှုံးတာလားမသိလို့ရှုံးတာလားဒါတွေကိုကျွန်တော်မေးဖြေပြန်တော့သင်ပေးခြင်းပြပေးခြင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းဆရာလောက်တာပြီးတယ်ဆရာကောင်းတယောက်တော့ဖြစ်ခြင်းတယ်ပေါ့နော်ကိုသင်ပေးတဲ့သင်တန်းသားတွေအောင်မြင်စေခြင်းနဲ့တော်စေခြင်းနဲ့ရစေခြင်းနဲ့ကိုထက်လည်းအများကြီးတော်သွားစေခြင်းနဲ့ကိုထက်လည်းအများကြီး profit တွေထွက်စေခြင်းစံတာရှိတယ်ကျွန်တော်အဲ့လိုရှုံးတယ်ဆိုတဲ့မျိုးကျွန်တော်မကြားခြင်းဆရာတယောက်ပဲရတယ်ကျန်တဲ့သူတွေ asset ထိတယ်မကြားခြင်းဆရာရအကုန်လုံးရသေးရဆရာရှုံးရင်လည်းကျန်တဲ့သူတွေရသေးရအဲ့ဒီစံတာအားလို့ဘာဖြစ်လို့လဲဆိုတော့ရှုံးတဲ့ဆိုတဲ့သူတွေကလိုက်မလုပ်ကြတာပင်ပေးတဲ့အတိုင်းလိုက်မလုပ်ကြဘူးလေပဲကုန်သွားလိမ့်မယ်နော်စက်ကြောပဲတိုက်တော့မောကြီးလဲသွားလိမ့်မယ်ဆရာပဲသိသွားလိမ့်မယ်ပြောရင်ဟောရင်ကိုတိုင်ကဘာမှပြုရင်တာပေါ့အဲ့လိုမျိုးကြတော့ကျွန်တော်ဆရာတယောက်ပဲရတယ်သူတို့မှမရဘူးဆိုတော့ဖြစ်လို့မရဘူးဆရာကတော့အားလုံးကိုရသေးခြင်းနဲ့စံတာကိုထက်တော်သေးခြင်းနဲ့စံတာရှိတယ်ကိုထက်တော်ပြီးတော့ကိုထက်အမြတ်ရပြီးလို့ဆိုပြီးတော့ကျွန်တော်မှမုံတရားမရှိဘူးမနာလိုစိတ်မရှိဘူးဝမ်းသာတယ်ကိုထက်ရမြောက်ကိုထက်တော်ပါဒါပဲလို့လားအဲ့ဆိုတော့ကျွန်တော်ကကိုသိကျင်တဲ့အရာကိုဖြစ်ကျင်တဲ့အရာကိုအကြိုက်ကိုမေးဖို့လိုတယ်နော်ဒါမှဖြည့်ပေးလို့ရကျွန်တော်ပေးတဲ့ဟင်းတဲ့ပွဲကတယောက်တစ်လေအတွက်ပေါ်ပြပြဖြစ်ရင်ဖြစ်မယ်တယောက်တစ်လေအတွက်ငန်ရင်ငန်နေလိမ့်မယ်တယောက်တစ်လေအတွက်ချင်းရင်ချင်းနေလိမ့်မယ်အဲ့လိုအပ်စရာတွေအများကြီးရှိရင်ရှိလိမ့်မယ်တယောက်တစ်လေအတွက်
အဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုပြန်တော့ညှိနှိုင်းရတယ်တောင်းဆိုရတယ်ဖြစ်စေရတယ်ဒါမှကိုယ့်အတွက်ကိုယ့်ကြိုက်ကိုယ့်စတိုင်ဆိုတဲ့ဟာကိုရလာပြီးရင်ကျွန်တော်ကကိုယ့်ကိုယ်အသိစိတ်ရှိနေဖို့အများတိုင်းလိုတယ်နော်အဲ့ဖြည်းဖြည်းချင်းပဲကြိုးစားစောနာကပြောတဲ့ဟာကိုကျွန်တော်စကားကိုရှေ့ကိုပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းအဲ့လိုမျိုးပဲတနေ့ကို50ပဲယူတယ်ခွင့်ရေးကောင်းရင်100 200ရတယ်နားတယ်ကိုယ့်ရဲ့ပုံမှန် target ကတနေ့ကို50ဆို50ပဲယူခွင့်ရေးရရင်100 200ရတယ်နားတယ်အဲ့လိုမျိုးအဲ့ဒါနေပြီးတော့ကိုယ်မှာဘာတွေကောင်းလာလဲကိုယ့်ရဲ့ mindset တွေကောင်းလာတယ်ကိုယ့်ရဲ့တည်ငြိမ်တဲ့သမာဓိအားတွေကောင်းလာတယ် order တစ်ခုကိုရေရှည်ကင်နိုင်လာတယ် market တစ်ခုကိုရေရှည် plan ချနိုင်လာတယ်အမျှော်မြင်တွေကောင်းလာတယ်အဲ့ဒီရဲ့အမျှော်မြင်ပေါ်မှာလဲကိုယ်မှာယုံကြည်မှုတွေကလိုက်လာတဲ့တခါတည်းအဲ့ဒါစိတ်ပဲယုံကြည်မှုတွေလိုက်လာတယ်ဒါဖြစ်ရင်ဒါဖြစ်မယ်ဒါဖြစ်ရင်ဒါဖြစ်မယ်ဒါဖြစ်ရင်ဒါဖြစ်မယ်အကုန်လုံး step by step 1 2 3 အကုန်လုံးမြင်လာသိလာပေါ့နော်အဲ့ဒါရေးကြီးတယ်ဒါလေးကိုတိဆောက်ရအောင် market ဒီလိုမျိုးဖြစ်တယ်ဒီလိုမျိုးဖြစ်ရင်ဒီလိုမျိုးဖြစ်တတ်တယ်ဒီလိုမျိုးဖြစ်ရင်ဒီလိုမျိုးဖြစ်တတ်တယ်အကယ်၍မှားခဲ့ရင် okay တဲ့အဆင်ပြေတယ် AC ပဲဖက်တွက်ထားပြီးတဲ့တခါတည်းမှန်တာကြီးပဲကိုယ်မှာပျော်မြူးနေတာမဟုတ်ဘူးအကယ်၍မှားခဲ့ရင်လည်း AC တယ်ဆိုတဲ့ဟာကိုဒီမှာရှိနေဖို့လိုတယ်အဲ့ဒါစိတ်ပဲနော်အဲ့တော့ဒါလေးကိုကျွန်တော်ကလုပ်ရမယ်ဒီနေ့ကို50နောက်တစ်နေ့100တလားလောက်လို့အဲ့လိုမျိုးခွင့်ရေးရရင် plan ကောင်းရင်ခွင့်ရေးရရင်လည်းဘောနဲ့ TVU ကအခုကကျွန်တော်ကနေပြီးတော့အမားတို့ကိုတို့အားလုံးကျွန်တော် plan ချပေးရင်လို့ဒီဈေးကနေတော့ဒီဈေးကိုသွားမယ်ဒီဈေးဒီလိုက်သွားတယ်ဟာပြောနေတာအကယ်၍ကိုတယောက်တည်း train လို့ကိုမှဒီလိုမျိုး decision ချဖို့ plan တွေနော် confidence တွေမရှိနေဘူးဆိုလို့ရှိရင်ကိုကျင်တဲ့ profit target နဲ့ပဲနာတနေ့ကို50ဆို50နဲ့နားလိုက်ဘာမှလိုက်ပြီးတော့အာယုံမစားရင်မမျော်လင့်နေနဲ့မဖြစ်လာသေးတဲ့အရာကိုသွားပြီးတော့မမျော်လင့်နေနဲ့ဘာလို့ကို့မှာခိုင်လုံတဲ့အချက်လက်တွေကို့မှာမရှိနေဘူးမသိနေဘူးဆိုလို့ရှိရင်ကိုရတဲ့ target profit နဲ့ပဲကိုနာပြီးရင်ပြန်လေ့လာလေ့ကျင့်သင်ယူသင်ခန်းစာဗီဒီယိုတွေအများကြီးရှိရနော် level 1 2 3ပြန်ကြည့်ပြန်သင်ယူမှန်တကယ်ဆိုအကုန်လုံးကျွန်တော်ဂရုတွေကထုတ်တာကြားပြီတကယ်လို့ပညာကိုချိန်နဲ့ပဲရောင်းစားမယ်ဆိုလို့ရှိရင်အချိန်2လ3လဂရုတွေအကုန်လုံးထုတ်ပြီပြီးရင်သိပြန်ရောင်းစားကျွန်တော်စိတ်မှာအဲ့လိုမျိုးမရှိဘူးအားလုံးအတွက် all in one ပဲတစ်သက်လုံးပင်ပြပေးခြင်းတယ်ရစေခြင်းတယ်ကိုထက်လည်းတော်စေခြင်းတယ်ကိုထက်လည်းအများကြီးရစေခြင်းတယောက်ကိုကိုညီရင်ဓမိသားသူအဆင်ပြေတယ်ဆိုတဲ့စံတာနဲ့ပဲကျွန်တော်ပင်ပေးနေတာဖြစ်တယ်နော်တယောက်တော်သွားလို့တယောက်သိသွားနားလဲသွားဓမိသားစုလုံးအဆင်ပြေတာပဲလေနော်အဲ့လိုမျိုးသဘောပဲရှိတယ်ကျွန်တော်ဒါကြောင့်မို့လို့အားလုံးကသင်ယူကြဒါခွင့်ရေးပဲလို့ကိုလောက်ကြဒါဆိုတော့အခုလိုမျိုးဂလူထဲမှာအတူတူရှိတဲ့ချိန်တစ်ပတ်မှာ1ရက်တစ်ပတ်မှာ9ရက်နော်တစ်ရက်မှာကျွန်တော်တို့ကချိန်2နာရီ3နာရီပဲရှိတာလေဆုံးကြတဲ့ချိန်မှာကိုအတွက်ဘာတွေရလိုက်လဲဘာတွေပြီးလိုက်လဲဆိုတဲ့ဟာကိုမေးလို့ရတယ်ပြောလို့ရတယ်ဆွေးနွေးလို့ရတယ်အကယ်၍ကျွန်တော်ပဲဆုံးကဈေးကွက်ကိုသုံးသပ်ပေးနေမှမပြောလဲရတယ်ခဏစောင့်အမေကောရှိရင်မေးလို့ရဆိုပြောမေးဆိုအကုန်လုံးဗာတိကျင်လဲအကုန်လုံးရတယ်ဘယ်သူပဲမေးလောက်ကြပါနော်တိတ်ဆိတ်ပြီးလို့ရှိရင်တိလားမသိနားလဲရလားလည်းမသိဒီနေ့ဘာရလဲလည်းမသိဘူး profit ရလားဆိုလည်းမသိဆရာဝင်ခိုင်းလို့ဝင်ခိုင်းဒီမှာပိတ်ခိုင်းလို့ပိတ်တာအဲ့ဒါပဲသိရင်မရဘူးကိုတယောက်တည်းဆရာမရှိတဲ့ချိန်ဂလူမရှိတဲ့ချိန်ကိုဘယ်သူထိန်းပါလဲဒါဆိုတော့ရှိရင်တဲ့ချိန်မှာလည်းကိုကဘာမှမပြုတ်ပြင်ဘူးမပြောင်းလဲဘူးမသိရင်ဘူးမမှတ်ထားဘူးမတိုးတက်နေဘူးဆိုတော့ကိုတယောက်တည်းရှိတဲ့ချိန်ကိုဘယ်သူကထိန်းပါလဲကိုရဲ့နီးနားမှာရှိတဲ့အပေါင်းအသင်းငယ်ချင်းမိတ်ဆွေတွေကလည်း trader သမားတွေမဟုတ်ဘူးเนาะဒီလုပ်ငန်းအကြောင်းဘာမှနားမလည်တဲ့သူတွေနဲ့ပဲကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကိုမှအများကြီး negative ချက်လက်တွေနဲ့ရင်ဆိုင်နေရမှာ positive သမားတွေမရှိဘူးမဟုတ်ပါကွာလောင်ဝသားပါကောင်းမကြဘူးကွာဂိမ်းပါကွာဘာဖြစ်တယ်ညာဖြစ်တယ်လိန်ညာတွေပါကွာအဲ့ negative ဟိုဟာတွေနဲ့ကျွန်တော်ကခံနေရမှာရင်ဆိုင်နေရမှာကြားနေရမှာအဲ့ဆိုတော့ဒီလိုမျိုးကောင်းတွေရှိတဲ့နေရာမှာအခွင့်အရေးမှာအချိန်မှာကိုကဘာမှလည်းကိုအတွက်မသိယူဘူးမမေးဘူးမလုပ်ဘူးမမှတ်ထားဘူးဆိုလို့ရှိရင်မနေ့ပြန်လဲဒုံရင်ပဲနောက်တစ်ပတ်လဲဒုံရင်ပဲနောက်တစ်လလဲဒုံရင်ပဲအဲ့ဆိုတော့အသိပညာကဒုံရင်ပဲဒါပေမဲ့ကျွန်တော်တို့တစ်ခါဝင်လဲ asset ဒီနှစ်ခါဝင်လဲ asset ဒီစိတ်ကဒုံရင်မဟုတ်တော့ဘူးမဒေါသတွေဖြစ်လာပြီးတော့ကြီးမမတွေချရကိုင်ရောတွေ့ရောထပ်လိုက်ရောအမှထပ်ထိရောအဲ့တော့ကျွန်တော်ကသောနာပြောလို့မျိုးပဲ asset ထိရုံမကဘူးကိုယ်စီမှာယုံကြည်မှုတွေပါပုံသွားတာယုံကြည်မှုတွေပါပေးလိုက်ရတာဒါအရန်ကိုရေးကြည့်ရနော်ဒါလည်းမစင်ကျွန်တော်ရေရှည်သွားလို့မရရေရှည်သွားမရရင်ကိုကလမ်းစမှာပဲပြုတ်ကြံခဲ့ရောပြုတ်ကြံခဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကိုပေးဆက်လိုက်ရတဲ့ထိသွားတဲ့ asset ဘိုးတွေကိုပြန်ရင်တော့ကြိုးစားဖို့နေစာလာကနဲ့ပြန်ရှာဖို့အချိန်တော်တော်ကြီးပေးရတယ်လေကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ mindset ကိုကျွန်တော်ဖြုတ်တာအကယ်၍ကိုကဒီ trading ကိုနားလိုက်ပြီဆိုလို့ရှိရင်နေစာလာကနဲ့လုံမယ်ဆိုလို့ရှိရင်ကိုအများကြီးချိန်ပေးပြီးတော့ပြန်ကြိုးစားပြန်ရှာနေရမယ်အဲ့လာကစားနဲ့နေစုရမှန်ဒီ trading မှာခွင့်ရရှိရဆိုတော့သိတယ်အဲ့ဒီခွင့်ရရှိတဲ့အရာကိုပြီးတာဖြစ်တဲ့အတွက်ရှိတာလည်းဖြစ်တဲ့အတွက်လူတိုင်းကိုလည်းပေးနေတာဖြစ်တဲ့အတွက်လူတိုင်းမရဘူး။ဘာကြောင့်လူတိုင်းမရတာလဲ။သောနာကကျွန်တော်မှပြင်ဆင်ရမယ်နော်စိတ်ပိုင်းဆိုင်ရာမှာကျွန်တော်မပြင်နေသေးဘူး။ scale ပိုင်းဆိုင်ရာလည်းကျွန်တော်မပြင်သေးဘူး။ကျွန်တော်မှအရင်ရည်ကြီးတဲ့ education knowledge နော်
ပြီးရင် scale အဲ့ဒီ3မျိုးကရန်ကိုရည်ကြီးတယ် scale ကောင်းလာဖို့လည်းလေ့ကျင့်ရမယ်သင်ယူရမယ်နော်အများကြီးကျွန်တော်ကသင်ယူပါပြီးရင်ကိုကောင်းလာအောင်ကျွမ်းကျင်လာအောင်လည်းဒီလှုပ်ဆောင်မေးမြန်းပါများလှုပ်ကိုတွေ့ပဲအဲ့လိုမျိုးလှုပ်ပြီးလို့ရှိရင်ကိုတတိခါတတိပြုနားပြီးရှုံးရင်လည်းနားနိုင်အောင်ကြိုးစားမြတ်ရင်လည်းနားနိုင်အောင်ကြိုးစားဆုံးဖြတ်ချက်ချနိုင်အောင်ကြိုးစားပြီးရင်ကိုချိန်ခွဲတာကိုပဲချိန်မှာအားလဲချိန်မှာလှုပ်မနေ့ပိုင်းအားမနေ့ပိုင်းလှုပ်ညပိုင်းအားညပိုင်းလှုပ်နေ့လယ်ပိုင်းအားနေ့လယ်ပိုင်းလှုပ်လုပ်တဲ့ချိန်မှာကောင်းတဲ့ချိန်နဲ့တွေ့မှာလုပ်မကောင်းတဲ့ချိန်မတွေ့ရင်မလုပ်နဲ့ဒါလေးကိုကျွန်တော်ထိန်းရတယ်ဟာဈေးကွက်ကြီးတော့မဟုတ်ပါဘူးမကောင်းပါဘူးနားပေါ့ပဒင်းရှိတယ်ကွာမထွက်ဘူးကွာပဒင်းကားကိုမှနားမလဲရှောင်ပေါ့ဟုတ်တော့အဲ့ဒါပဲကျွန်တော်ကပြင်ရမှာအဲ့ဒါကိုပြင်ပြီးလို့ရှိရင်ကိုကပုံမှန်တဲ့တစ်နေ့ကို50ယူပါလို့ရှိရင်ရှေ့ကရှုံးသွားတဲ့ကိုယ့်ရဲ့ငွေတွေကပြန်ရတယ်အဲ့ပြန်ရတယ်ကို့မှာနော် motivate လည်းရပါတယ်ငါရှာနေတယ်ဆိုတော့ကိုယုံကြည်မှုစွမ်းရည်လည်းရပါတယ်အဲ့ဒီတစ်စိတ်ကိုကြော်လွန်လာပြီဆိုလို့ရှိရင်ကျွန်တော်အေးစိတ်လာလိမ့်စိတ်ပိုင်းဆိုင်ရာအစားတည်ငြိမ်လာလိမ့်မယ်အဲ့တော့ဖြည်းဖြည်းချင်းပြန်ပြီးတော့ရှာရှေ့ကတရက်ကုန်သွားတဲ့တရက်တွင်မှာကုန်သွားတဲ့အရာကိုကျွန်တော်တစ်ပတ်နဲ့တစ်ပတ်နဲ့ရှာနှစ်ပတ်နဲ့စုတစ်လားဖြစ်ရင်တစ်လားနဲ့စုပြန်စုငါမဖြစ်ဘူးမလောနဲ့ market 24နာရီတစ်ပတ်လုံးရှိတယ်မလောနဲ့အဓိကရေးကြည့်တာကကိုသိဖို့ပဲရေးကြည့်တာကိုသိလာပြီးနားလဲလာပြီးကျွမ်းကျင်လာပြီး scale ကောင်းလာပြီးဆိုလို့ရှိရင်ခဏပဲပြန်ရှာတာလွယ်တယ်အော်ရှေ့ကကျွန်တော်ကုန်သွားတဲ့3သိန်းကျော်4သိန်းဆိုတဲ့ဟာကတစ်နှစ်တွင်2နှစ်တွင်မှာကုန်သွားတာတစ်နှစ်ကျော်တွင်မှာဒါပေမဲ့ပြန်ရှာရင်အဲ့လိုထိချိန်မပေးရဘူးအဲ့တော့ချိန်ကြတယ်ဆိုတဲ့ဟာကကိုမသိလို့ကိုအကြိုက်ကိုမသိဘူးကိုစစ်စံကိုနားမလဲဘူးเนาะကိုရဲ့ plan ကိုမရှိဘူးကိုရဲ့မှာ scale ကိုမသိဘူးကိုတော်ရမှလည်းမသိဘူးဒါတွေမရှိလို့ကြာဒါတွေကိုသိပြီဆိုလို့ရှိရင်ခဏရှာရင်ပြန်ရเนาะဒါတွေကိုပြုပြင်ပြင်ဆင်အားလုံးတွဲပါပြန်ညံပေးတဲ့ဒါကတော့ဒါ trader တယောက်မှာရှိထိုက်တဲ့အခြေခံ mindset ပဲအခြေခံပဲရှိသေးတယ်เนาะအဲ့ဒီအခြေခံတောင်မှကျွန်တော်ကမရှိနေဘူးဆိုလို့ရှိရင်ကျွန်တော်က master တွေ professional တွေကျွန်တော်မဖြစ်လာဘူးအဲ့ဒီရှိထိုက်တဲ့ mindset တစ်ခုကတော့ကို့မှာတိဆောက်ရမယ်ရေဦးဆုံးဒါလေးလည်းကျွန်တော်ကရှေ့ဆက်သွားရကျွန်တော်ကအဲ့ဒီ mindset ကို့မှာရှိနေပြီ trader ပဲဖြစ်ပြောတာပဲဖြစ် plan ချတာပဲဖြစ်အများကြီးကို့မှာတည်ငြိမ်ပြီးတော့ focus ထားတဲ့ confidence ရှိတယ်เนาะဒါမှကျွန်တော်ကရရှိသွားလို့ရတယ်အဲ့တော့ကျွန်တော်က trade ပြီး order ဝင်ပြီဆိုလို့ရှိရင်အများတိုင်းကို့မှာငါဘယ်လောက်လဲရှုံးမလဲဆိုတာကိုလည်းဖက်တွက်တာအဲ့ဒီရှုံးကို okay လားဆိုတဲ့အတိုင်းတာနဲ့အဲ့ဒီကုန်သွားတဲ့ငွေအမောင်းနဲ့ကိုယ့်ရဲ့စိတ်နဲ့စင်ပြေရဲ့လားဆိုတာကိုလည်းကျွန်တော်ကထပ်ပြီးတော့တွက်ထားအဲ့ဒါရေးကြည့်တယ်เนาะဒါလေးကိုပြုပြင်ပြောင်းလဲပြီးတော့လှုပ်ဆောင်အောင်ပါစီကံပေးမှကိုကြည့်ကြမှရတယ်เนาะဆရာဘလောက်ပဲပြောဆရာဘလောက်ပဲဟောဆရာဘလောက်ပဲသင် plan ဘလောက်ပဲကောင်းကိုမကြည့်ကြပေးရင်ကိုစီကံမချရင်ကိုလိုက်မနိုင်ကိုနားမထောင်ရင်မရဘူးเนาะဒါလေးကိုရေးကြည့်တယ်လှုပ်ဆောင်အဲ့တော့သင်ခန်းစာဗီဒီယိုတွေအများကြီးရှိတယ် level 1 2 3တင်ကြီးခါပြန်ကြည့်မမှတ်မိရင်ပြန်ကြည့်ရောနားမလဲရင်မေးကျွန်တော်သင်ထားပေးတဲ့အရာတွေကိုကျွန်တော်အချိန်မရေးမေးလို့ရရင်ပြန်ဖြေလို့ရဒါမှကျွန်တော်ကကောင်းရေးကျွန်တော်ကျွမ်းကျင်လာမှာနားလဲလာဆိုတော့အချိန်ကြာကြီးမဖြစ်စေနဲ့အချိန်2လနဲ့5လအတွင်းမှာဆိုတဲ့ဟာကကျွန်တော်သင်ပေးတဲ့သင်ခန်းစာ level တွေနဲ့စနစ်တကျလိုက်လုပ်မယ်ဆိုလို့ရှိရင်အချိန်2လနဲ့5လအတွင်းမှာကောင်းရေးနားလဲတယ်ကျွမ်းကျင်တယ်တစ်နေ့ဆိုလို့ရှိရင်တော့အရင်ကောင်းနေပြီဘာလို့အတွေ့အကြုံတွေရလာဖြစ်တဲ့အတွက် market ထဲမှာလည်းအများနဲ့ live trader ဖြစ်တဲ့အတွက်တွေ့ကြုံတွေအများကြီးရအဲ့တော့ကို့မှာသင်ခန်းစာအတွေ့အကြုံပညာရပ်တွေအများကြီးရပြီးတော့ live trade မှာလည်းအများနဲ့ trader ဖြစ်တဲ့အတွက်ကို့မှာအများကြီးတိုးတက်မှုတွေရှိတာပေါ့နော်အဲ့တော့မသိရင်လည်းမေးလို့ရတယ်ဗျာနော်ဒီ community တစ်ခုရှိတာဖြစ်တဲ့အတွက် quest တစ်ခုရှိတာဖြစ်တယ်အရင်အားသာချက်ရှိတာမသိရင်လည်းမေးလို့ရတယ်တိုင်ပင်ပေါ်တိုင်ပင်ဘက်လည်းတကယ်ကြီးတွေအများကြီးရှိတယ်လူတွေမှာဒီလောက်ကောင်းတဲ့အခွင့်အရေးကိုအတွက်ကြိုးရှိအောင်သုံးချရနော်ဒါရေးကြီးတယ်အားလုံးအတွက်ပါကျေးဇူးပါဆရာသင်ပြပေးတဲ့အတွက် ကောင်းတယ်ဆရာနားထောင်ပါ တချို့ကကျွန်တော်3ယောက်ပြောနေ3ယောက်နဲ့ပဲလှုပ်ထားတယ်။တဲ့သူတွေဝင်မပြောကြဘူး။ဝင်မဆွေးနေကြဝင်မမေးကြဘူး။ ဟုတ်တယ်အမှန်ဆွေးနွေးတင်တယ်ကျွန်တော်တို့ကဆရာလုပ်ကျင်လို့လုပ်တာတော်စေခြင်းလို့လမ်းပြပေးတယ်သူဖြစ်တာ။နော်တချို့ဆရာတွေကရှိရင်ရှိမယ်သူတို့ကမိုက်တောင်ပိတ်ထားတာဘယ်သူမှမေးခွင့်မရှိဘူး တချို့ဟုတ်တယ်ဆရာကျွန်တော်က open ပဲအားလုံးချိန်မရေးမေးမြန်ပြောဆိုလို့ရ။အဲ့တော့သင်ပြပေးတာနော်ကျွန်တော်ဆရာလာလုပ်တာအားလုံးကိုသိတဲ့အရာတွေကိုလာပြီးတော့ guide လာလုပ်ပေးတာလမ်းလာပြပေးတာဒါလေးကိုပြင်ဒီလိုမျိုးရှောက်ဒါလေးကိုပြုပြင်ဆိုတဲ့ဟာအဲ့လိုမျိုးသင်တန်းကြီးလိုချင်ပြီးတော့ဆရာပဲလုပ်သွားတဲ့သူကတော့ဒီဒါဟောတာကြက်တာပြီးဒါမမေးနဲ့ချိန်မရှိဘူးပြီးကိုနိုင်ညောင်းပဲနော်ဒီလိုမျိုးအချိန်ပေးတော့သေးကွဲစိတ်ရှိပြီးတော့ဘယ်သူမှမပြောနေဘူးနင့်နာမခံနဲ့ဟုတ်တယ်ဆရာချိန်ရောအင်အားရောနင့်နာခံတယ်ဆိုတဲ့ဟာကစိတ်စေတနာရှိနေမှာနော်အဲ့ဒါမှန်တယ်
ကျွန်တော်နဲ့ကိုသက်တော်နဲ့အများပြောဖြစ်တယ်အဲ့ကြောင့်ညာဗလိုင်းအချိန်ပေးပြီးတော့လုပ်ပေးနေတာတော့ ကျွန်တော်တို့ကဖြစ်စေခြင်းနဲ့စေတနာရှိရင်တော့ကိုလူတွေစင်ပြေပါစေကြောင်းနားလဲပါစေကြောင်းသင်တန်းကြီးရတဲ့ဆိုတဲ့သဘောမျိုးနဲ့ပေးလို့ရှိရင်ခဏပဲပေါ့တနာရီပြီးပဲညောင်းဘိုးတော့ဆက်လာမမေးနဲ့တော့ဖြေလည်းမရှိဘူးသူများရေးဆိုလို့ရှိရင်အကောက်ဖွဲကအကောက်ရှိုးမခံအောင်ပေးပါစက်50 100အကောက်ဖွဲပေးမယ်ဘယ်သူမှမလုပ်ပေးနဲ့ကျွန်တော်လည်းလုပ်ပေးတယ်အားလုံးအဲ့ဒါအားလုံးတွေရစေခြင်းနဲ့ဆန္ဒအဲ့ဒါစိတ်စေတနာပါနေလို့အဲ့ဒီစိတ်စေတနာကလည်းနော်ကောင်းတဲ့အချိန်ပဲဖြစ်ခြင်းဖြစ်လိမ့်မယ်မကောင်းတဲ့အချိန်ကျပေါက်ပြန်တဲ့အချိန်ဖြစ်လာလို့ရှိရင်အဲ့ဒီခွင့်ရည်တွေမရတော့ဘူးစိတ်ဆိုတဲ့မျိုးကလည်းအမြဲတမ်းမတည်နေဘူးလေနော်ရှောက်သွားနေတာဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲ့ဒီစိတ်တွေကိုထိန်းနေရတယ်ဗျာကိုယ့်ရဲ့ကဏ္ဍသားတွေငယ်ချင်းတွေမိတ်ဆွေတွေပေါင်းသင်းနေစိတ်စနှုံးမဖြစ်အောင်အဆင်ပြေအောင်ဆိုရဲဤခံစိတ်တွေအများကြီးရှိတာပေါ့အဲ့လိုဒါခွင့်ရပဲလို့အားလုံးတွေ့နော်မေးကြကျွန်တော်တယောက်တည်းမဟုတ်ဘူးအားလုံးဒီမှာစီနီယာသမားတွေဆရာကြီးတွေရှိတယ်ကိုသိကျင်တဲ့သူတွေကိုမေးလို့ရတယ်အားလုံးကလည်းဒီလိုပဲ silent trader တွေများတယ်ကျွန်တော်မေးပါလို့မမေးကြ ဟုတ်တယ် မေးကြပါအဲ့ဒါမှလည်းအကျိုးရှိတိုင်ပင်ကြတာပါတရားနဲ့ တယောက်နဲ့တယောက်တိုင်ပင်ကြံ့ညံယူဒါမှကောင်းတာနော် ဟုတ်တယ် ကိုသိပြီးတော့ကိုတယောက်တည်းလှုပ်ဝက်ထားတာကဒါဘာတိတ်ပဲမရှိဘူး လူထဲမှာအပြန်အလှန်ပေါ့ ကျွန်တော်တို့လည်းကျွန်တော်တို့ရှာဖွေသိတဲ့ဟာကိုပြန်ဝေမျှပေးတယ်မသိတဲ့သူတွေကိုအဲ့လိုမျိုးအဲ့တော့ကိုယ့်ထက်သိတဲ့သူတွေလည်းပြန်တော့ကြံ့ညံပေးတယ်ယူပြန်ပြီးတော့တိုင်ပင်ဆွေးနေတယ်တကူကောင်းမဆန့်ဘူးပေါ့နော်အဲ့တော့အားလုံးကလည်းတကူကောင်းဆန့်တဲ့စိတ်မရှိဘူးလေရေးကြီးတယ်တကူကောင်းဆန့်နေရင်ဘယ်သူတည်းမှကြိုးမရှိဘူးပေါ့ငါဆိုတော့ market ထဲမှာကိုပြောလို့မှန်သွားရင်ပေးရမယ့်ပတ်စံကိုပတ်စံမှမဟုတ်တာတကူကောင်းဆန့်တယ်ရမလို့ဟုတ်တယ်မလား ဟုတ်တယ် ဟုတ်တယ် ကိုလည်းရသူလည်းရတာပဲလေဘာမှနားမလို့စရာအကြောင်းမရှိဘူးဘာမှလည်းဖြစ်စရာအကြောင်းမရှိဘူးငါပေးတဲ့ plan လေးမှာပတ်စံရအောင်ငါပြန်ပေးဆိုပြီးတော့လေ market ကလူတိုင်းတွေပေးပြီးသားအဲ့တော့သူတို့ကပေးရဆိုတဲ့ဟာက skill ပေါ်မှာအဲ့မှာ skill ဘယ်လောက်ရှိလဲဆိုတာဟာသူတို့က စက်တက်တာ ငါပတ်စံယူဖို့နေ skill ဘယ်လောက်ရှိရလဲကျွန်တော်ဟုတ်တယ်မလားကုမ္ပဏီမှာလှုပ်ရှားလို့မျိုးပဲအားကုမ္ပဏီမှာနေလို့ဆိုတော့နေမှာ skill တွေရှိရတယ် interview မေးလို့မျိုး experience ဘယ်လောက်ရှိလဲ experience တွေ့ကြဘယ်လောက်ရှိလဲအဲ့တော့ကိုယ့်ရဲ့နော် skill နဲ့ experience ရှိမှကိုကလာစားကောင်းရမှာ ဟုတ်ဆိုအလုပ်ခံမှာမဟုတ် မင်းဘယ်တော့ဒီကုန်ငယ်ပြီးပြီပဲဘယ်တော့ဒီတေချုံနေများမလေကျွန်တော်ကကိုပြိုင်ရမှာ market ပြိုင်ကြမလို့ကိုပြိုင်နိုင်လို့ရှိရင်market နိုင်တာပဲကိုပြိုင်ဖို့တနေ့နဲ့တိုးတက်လာအောင်အဓိကမဝင်တဲ့နေရာမှာမဝင်မဲ့နေနိုင်ခြင်းစောင့်နိုင်ခြင်း စိတ်ရှိရမယ်ဆိုတာအဲ့ဒါပဲလေ စိတ်ရှိတယ်ဟုတ်တယ် ဆောင်းနာကိုစိုးကြီးပြောတဲ့ဟာအဲ့ဒါပဲဝင်ကြီးမှာဆောက်ရောင်နဲ့စောက်ပြီးမှဝင်တာဘယ်ရကောင်းလဲဟုတ်တယ်မလားဒီမှာ FPG zone ရောက်မှဆဲမယ်ဆဲလို့ရတာပဲဒီမှာ FPG ရောက်တော့သူ set line ပြန်မရောက်ပါဘူး set line ရောက်မှဆဲရင်လည်းဆဲလို့ရတာအဲ့လိုမျိုးနဲ့စောင့်နိုင်ဖို့လိုတာပေါ့ ဟုတ်တယ် အဲ့ဒါ9မိနစ်မှကြည့်ဇုံတွေကိုစောက်အဲ့လိုမျိုးဒီလိုမျိုးမဟုတ်နဲ့အဲ့လိုမျိုးကြားတွေမှာသွားမဝင်နဲ့မစောက်ဘဲနဲ့ဝင်ကြည့်တာအဲ့ဒါ beginner တော့ဝင်ပြီးမှသွားစောက်နေတာဟုတ် တယ် ဘာမှမသိဘူးကြံခဲမှာစိုးရင်ပြီးတော့လေ ပုံမော်လေးရှာအဲ့ဒါတော်တော်ဆိုးတာအကောင်စားဘလူးအဲ့ပုံမော် ဒီအောင်တက်တော့မလားမသိဘူးဟာကြံခဲတော့မယ်ဆိုကောက်ပိုင် အဲ့ပိုင်ရနဲ့သူကကြာ ညောင်များစွာကုန်ခဲ့ပြီအဲ့အကောင်စားဘလူးနဲ့နောက်ခုကကျွန်တော်တို့ပါတယ် beginner trader တွေကကျွန်တော်တို့ကအစအထင်မှားအထင်မှားတာ consistency trader တယောက်ဆိုလို့ရှိရင်အဲ့လိုဖြစ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေ့တိုင်းအမြတ်ရရမယ်ဆိုပြီးတော့တွက်ထားတာနေ့တိုင်းအမြတ်ကိုရမယ်ဆိုတဲ့စိတ်ကြီးနဲ့ချတာမဟုတ်ကိုနဲ့အကန့်ကြီးဆုံး strategy နဲ့ကိုနဲ့ကိုက်ကြီးဆုံးကိုလုံးနေဆုံး used to အဖြစ်ဆုံး set plan နဲ့အဲ့တသက်မှတ်တဲ့တွားရှုံးစီဖြစ်စေညာစီဖြစ်စေတသက်မှတ်တဲ့တွားတကယ်လာခင်ချုပ်လိုက်လို့ရှိရင်အမြတ်ကျန်တသက်မှတ်တဲ့တွားနိုင်ရခုနဆရာပြောလို့ဆောင်းနေတဲ့နေရာမှာဆောက်ပြိုကိုင်းနေဆောက်ဇုံနေဆောက်ကြားမှာမဝင်ဘူးဒီနေ့မြတ်မရတဲ့ကိစ္စမရှိဘူးအသေးရှုံးနေ plan တိုင်းရှုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ reverse မလုပ်ဘူးကိုယ့်ရဲ့ consistency ချမှတ်ထားတဲ့ဒီ set plan တိုင်းပဲတစ်လလုံးတွားနိုင်လို့ရှိရင်အဲ့ဒါမှန်ကန်တဲ့လမ်းကြောင်းပေါ်စကြောက်ဒီဆို consistency ပြောလိုက်လို့ရှိရင်ညှိတိုင်းညှရရမယ်ဆိုပြီးတော့ထင်ကြတာဒါရှုံးရင်လည်း plan နဲ့ပဲနိုင်တဲ့ plan နဲ့ပဲဒါပေမဲ့ကိုဝင်တဲ့ trade တိုင်းပဲသွားအောင် ကိုဝင်တဲ့ထွက်တိုင်းကဘာကြောင့်ဝင်လဲနားလဲကွာအရေးကြီးတယ်ဗျာနော် တရားဟုတ်တယ်လေအဲ့ consistency level ဖြစ်ပြီးခေဆိုလို့ရှိရင်ကိုယ်မှာကိုယ်ပိုင် setup ရှိပြီကိုယ်ပိုင်လည်း session တွေလည်းခွဲတတ်ပြီကိုယ်ပိုင် strategy လည်းရှိပြီအဲ့ဒီ level တော့ကိုရောက်နေပြီဒါပေမဲ့အခါကျရင်စိတ်ကပေါက်တယ်လေခုနပုံမဝင်တာတို့ revenge လုပ်ချင်တာတို့
မဆောင်နိုင်တာတော့အဲ့ဒါပြန်ဝင်လာလို့ရှိရင် consistency မဖြစ်တော့ဟို random trade တွေဖြစ်ကုန် random trade ဖြစ်ပြီးဆိုရင်အဲ့မှာ loss side loss ပါဆုံးမှုပုံမှန်များပြီဟိုခုနကိုချမှတ်ထားတဲ့ plan တိုင်းကိုပဲနေ့စဉ်ပုံမှန်လေးတွားရင်အဲ့ဒါမြတ်တယ်ဒါကပြန်ချုပ်လိုက် ဟိုခါကြရင်ကိုစောရစိတ်ကဘယ်လိုဖြစ်လဲဆိုငငယ်တော့အိမ်ကလက်ဖက်ဝယ်ထားလိုက်လက်ဖက်တော့ဝယ်ပြီးအိမ်တန်းပြန်မယ်လက်ဖက်ဝယ်ပြီးပြန်လာတဲ့ခါကျလမ်းမှာဇဲခုံတွေပါတွေ့ကိုပြန်တောက်ပြန် ဆော့တာဝင်ဆော့တယ်ဟုတ်တယ်လေသုံးစံတိုင်း အိမ်လေးရောက်ကြတယ် ဘောလုံးကုန်နေစေခုံနေ အခန်းထဲလက်ဖက်ရောကုန် ပေါက်လိုက် ကိုနိုင်ပါ ကိုနိုင်ပါခင်ဗျာ ကျေးဇူးတင်ပါတယ် အားလုံးကခုနကပဲခင်ဗျာရှင်းပြပြီးလို့ကျေးဇူးပါနား ကျေးဇူးပါကိုစောကြီးကိုစောကြီးလည်းပြန်မြောက်ပြီးပြကျေးဇူးပါခင်ဗျာ အားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာကိုနိုင်ပါ ကိုနိုင်ပါနားရောက်12တော့ထုတ်ပြီးတော့နော် ဟုတ်ကြ ဟုတ်တယ် ကြော်ရတယ် အားလုံးကိုပါ စကားတွေကောင်းတယ်ဟုတ်ကဲ့ ကျွန်တော်အိမ်က ကျေးဇူးတင်ပါတယ် ကိုနိုင်ပါအားလုံးလက်ခွန်းနေပါခင်ဗျာ ခုနိုင်ပါ ကိုနိုင်ပါ ကိုနိုင်ပါခင်ဗျာကိုနိုင်ခင်ဗျာ ဟုတ် ကိုနိုင်ပါဆရာ ဆရာဖက်ပြတော့ဆရာ ဟုတ်ခင်ဗျာ စစ်တော့ဆရာ ဘယ်ကိုနိုင် ကိုနိုင်ပါကိုနိုင်ပါ ဟုတ်ကဲ့ကိုနိုင်ပါဆရာကိုနိုင်ပါ